ကျွန်တော်မြင်လဲပြမရှိစားပြီစားကျွန်တော်ဘာသုံးထားပါမသုံးထားပါဘူးမပါအစားဘာကျွန်တော်သုံးထားခြင်းမရှိအော်ကျွန်တော်အစားထည့်လို့ပြရတယ်အော်ဖြည်းဖြည်းလာဆိုပဲကျွန်တော်ပြစ်တယ်လို့မြင်လာတယ်မဖြည်းလာဆိုမအဲ့ဒါကျွန်တော်အပြည့်လိုက်ဆိုရင်ကျွန်တော်အောက်လို့ပြလိုက်ပါမယ်နော်ဒီပါဒီတိုင်းပါပဲဖြည့်ရတဲ့စမ်းမှမရှိပါဘူးဖြည့်ရနိုတီမရှိပါဘူးဒီမြင်းလေးကိုကျွန်တော်ကိုပြောပြပါလို့ပြောရင်ကျွန်တော် subscribe လုပ်ခဲ့ပါ subscribe တရားရောက်ရင်ကျွန်တော်ပြောပြအောင်လေ subscribe တရားဟုတ် subscribe တရားရမျိုးလို့ခုနကျွန်တော် break တဲ့လို့ဒီမြင်းလေးကျွန်တော်ပြန်ဒီမြင်းလေးကျွန်တော်ပြန်ဒီမြင်းလောဝက်ချက်တွေပါကျွန်တော်ပြောပြပါမယ်နော်ကျွန်တော်မြင်းလေး special လမ်းနဲ့မြင်းလေးတော့ကျွန်တော် break တဲ့လို့လေးချိန်လို့မလို့ထင်ပါနောက်ဆုံးအဲ့ဒါအမဘာကျွန်တော်လက်ထဲမှာကျွန်တော်လက်ထဲမှာချောင်းမရှိပါနဲ့အနောက်တဲ့မြင်းလေးတစ်ခွက်သွားချထိုးတဲ့မြင်းလေးလို့ခေါ်ပါကျွန်တော်ချောလာခင်ကျွန်းကျွန်တော်ထပ်ပြပါမယ်ရောမကြည့်ပါဘောလားဘာအောင်လုပ်တာပါကျွန်တော်ဘာအောင်လုပ်တာပါဒီမြင်းလေးသိချင်တော့ subscribe နေရာကြကျွန်တော်ပြောပြပါမယ်နော်ဒီလောဝက်ချက်ကျွန်တော်နှစ်ခုဖြည့်လိုက်ပါပြီအဲ့တော့ပြောစပါလို့မယ်ရှူဆက်လို့မရအဲ့တော့ပြတ်တော့မြင်တဲ့အတိုင်းဆက်လို့မရအဲ့ကျွန်တော်ဘယ်လိုဆက်ပြမလဲဆိုတော့ဒီဟောနောက်ကျွန်တော်လည်းသမတ်ထရပါပြီအမပါနော်လို့ပြလာအမပြလာပါပြီခင်ဗျာအဲ့တော့ကျွန်တော်တကယ်မြင်းလေးအစွမ်းပုံပြောရပါမယ်အမပါကျွန်တော်လည်းကျွန်တော်လည်းဘာမှမရှိတော့ပါနော်အဲ့မြင်းလေးကိုတိကျင်တော့ကျွန်တော် subscribe 300ဒီ subscribe နေရာပေါ့ဗျာကျွန်တော်မ subscribe နေရာကျွန်တော်ပြောပြပါ subscribe ကျွန်တော် play တက်တော့လုံရွေးကြပါကျွန်တော် subscribe လုပ်ပေးကြပါကျွန်တော်အခုမှတတိဆိုင် YouTuber လေးပဲဖြစ်ပါတယ် play တက်တော့ရေးပါ